ခုမြင်တွေ့နေရတာတော့အလှမှာကျွေးဖို့တဲ့ဝတ်သားပေါင်းနေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဝတ်သားကိုတုံးတက်စီကြောပြီးတော့အစာပလာတွေထက်လိုအပ်တဲ့ဟာတွေထည့်ပြီးလင်ပန်းလေးကိုထည့်ပြီးတော့အောက်ကဒဲဦးလေးကိုရင်နွေးထည့်ရင်နွေးထွက်ပြီးတော့ဒီတောက်တိုင်ပေါ်ဟိုအဆင့်လေးတွေမှာဒီဝတ်သားပန်းလေးကိုထည့်ပြီးတော့အပေါ်အုပ်ဆောင်အုပ်ပြီးတော့ပေါင်းရတာပဲဖြစ်ပါတယ်ဝတ်သားအနုအရင်ပေါ်မူတည်ပြီးတော့တနားရီနှစ်နာရီလောက်ပေါင်းရပါတယ်ဒါကတော့ဝတ်သားပေါင်းနည်းပဲဖြစ်ပါတယ်ခုဝတ်သားပေါင်းနည်းကတော့ကျောင်းကုန်းမြို့နယ်စောက်အိမ်ကန်စုရွာပဲဖြစ်ပါတယ်အရန်စားလို့ကောင်းပါတယ်လူအိနေတာဆိုတော့မိမိတို့နေဘက်မှာဝတ်သားပေါင်းနည်းချက်နည်းကိုဘလို့ချက်တယ်ဘလို့ပေါင်းတယ်ဆိုတာကိုဟောမှဝင်ရောက်မျှဝေပေးသွားပါဦးနော်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဒ္ဓရာအနေဖြင့်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဒါကဝတ်သားပေါင်းနည်းပဲဖြစ်ပါတယ်